မြန်မာပြည်ရှားပါရင်လာတွေကိုပေါင်းဆက်ထားတယ်လို့ချီကျူးခံနေရတဲ့အိနာကျော်စင်ရဲ့သမီးကြီးပြည်သူတော်တရုတ်ဆောင်လောကမှာနုပညာချင်းမြင့်ဆုံးတဲ့ရက်တီနေတဲ့နုပညာရှင်စုံတွဲဖြစ်တဲ့မင်းသမီးအိနာကျော်စင်နဲ့မင်းသားပြည်တီဦးတို့ကတော့လက်ရှိမှာငလင်ဘေးတွင်အခြားတရုတ်ဆောင်တွေလိုအလွန်ငွေပန်းပြထည့်တာမဟုတ်ပါဘူးလူကိုယ်တိုင်လိုက်လံအားပေးမှုပြုလုပ်ပြီးတော့ပြည်သူတွေရဲ့အပူကိုငြင်းပေးနေရပဲဖြစ်ပါတယ်အိန္ဒြာကျော်စင်ဟာအနုပညာလောကမှာအရေးချင်းရှိတဲ့မင်းသမီးတစ်လက်ဖြစ်ပြီးတော့ပရိသတ်တွေရဲ့အားပေးမှုကိုအပြည့်ရနေခဲ့သူဖြစ်ပါတယ်။တရုတ်ဆောင်အကယ်ဒမီစုကို၃ချိန်တိုင်တိုင်ရရှိခဲ့တဲ့မင်းသမီးအိန္ဒြာကျော်စင်ဟာသူမရဲ့အသက်20ကျော်ကာလတွေမှာဘယ်သူမှတူမရအောင်လာခဲ့တဲ့ခေတ်တွေဖြစ်ခဲ့တာပဲဖြစ်ပါတယ်။မျက်ဝန်းနဲ့သေးသွယ်ရှည်လျားတဲ့ခနာကိုကောက်ကြောင်းကြောင့်စာပကြီးမျိုးစုံချေမုံခံခဲ့ရတဲ့အထိသူမရဲ့လာသွေးကြွေခဲ့တာပဲဖြစ်ပါတယ်။အခုလိုမျိုးမြန်မာပြည်ရဲ့အလားဆုံးမင်းသမီးစီးထဲမှာအမြဲတမ်းတပြေးနေခဲ့တဲ့မင်းသမီးအိန္ဒြာကျော်စင်ဟာအခုချိန်မှာတော့သားတစ်ယောက်သမီးတစ်ယောက်နဲ့ဘဝကိုတာယာစွာဖြတ်သန်းနေပြီပဲဖြစ်ပါတယ်။အသက်50နာနီးသည့်တိုင်အောင်အုံမင်းမှုလုံးဝမရှိသေးတဲ့မင်းသမီးအိန္ဒြာကျော်စင်ဟာသူမရဲ့သမီးဖြစ်သူပြည်သူတာကိုခုနောက်ပိုင်းမှာအတော်လေးပွဲထုတ်လာခဲ့တာပဲဖြစ်ပါတယ်။အိန္ဒြာကျော်စင်နဲ့ပြည်တီဦးတို့ဟာ2011ခုနှစ်မှာနှစ်ဦးသဘောတူလက်ထပ်ပွဲကြီးကိုမင်္ဂလာပွဲပေါင်း၄ခုပြုလုပ်ခဲ့ပြီးတော့အခုချိန်ကမြန်မာပြည်မှာရှိတဲ့မင်္ဂလာပွဲတွေထဲမှာလူပြောများဆုံးဖြစ်ခဲ့တာပဲဖြစ်ပါတယ်။အဲ့နောက်မှာတော့အနုပညာလုပ်တွေတာမန်အတိုင်းပြန်လုပ်ခဲ့ပြီးတော့ကလေးရပြီးနောက်မှာအခြားစီးပွားရေးတွေကိုလည်းဦးစီးဦးဆောင်လုပ်ခါအနုပညာလှူရှားမှုတွေနေပါခဲ့ပါတယ်။သမီးဖြစ်သူနဲ့သားဖြစ်သူကိုလည်းလူလုံးထုတ်ပြမှုနဲ့ခဲ့ပြီးတော့မီဒီယာတွေရဲ့ရှေ့ကိုဘယ်တော့မှမခေါ်ခဲ့ပါဘူး။ဒါပေမဲ့အခုချိန်မှာတော့ပြည်သူတာဟာစေကျော်သက်လူငယ်လေးတယောက်ဖြစ်လာခဲ့ပြီဖြစ်ပြီးတော့မြင်သူတိုင်းကို NOC လောက်တဲ့အထိလှပခဲ့တာဖြစ်ပါတယ်။ယခုနောက်ပိုင်းမှာနုပညာရှင်တော်တော်များဟာသူတို့ရဲ့သားသမီးတွေကိုပွဲထုတ်လာကြပြီဖြစ်ပါတယ်။အားလုံးကလည်းအရွယ်တစ်ခုရောက်လာကြပြီဖြစ်တဲ့အတွက်ပရိသတ်တွေသိအောင်မီဒီယာရှေ့မှာဖော်ပြလာခဲ့ကြတာပဲဖြစ်ပါတယ်။ဒါပေမဲ့အိန္ဒြာကျော်စင်ကတော့သူမရဲ့ကလေးတွေကိုအခုလိုမျိုးတရားဝင်ဆွဲမခေါ်ပြရင်တောင်မှပွဲတူတက်ပရုံနဲ့လူအများရဲ့အောင်ဆိုင်မှုကိုရရှိနေရပဲဖြစ်ပါတယ်။ဒါကြောင့်နောက်ပိုင်းမှာပွဲတွေတူတက်ပြီးတော့ယခုဖြစ်ပွားနေတဲ့ငလင်ပေးမှာလည်းမိသားစုလိုက်စေုံမှာအပိစကားတွေပြောပေးပြီးတော့အလူငွေတွေဝေနေကြတာပဲဖြစ်ပါတယ်။ပြည်သူတာကိုလည်းငလင်ပေးတင်နေတဲ့နေရာတွေကိုခေါ်ပြီးတော့ပရိုက်တာလူတုံးနေကြတာပဲဖြစ်ပါတယ်။အသားရည်ခဝဝင်းနဲ့မင်းသားပြည်တီဦးရဲ့မျက်လုံးကိုရှာရှိထားတဲ့ပြည်သူတာဟာတကယ့်ကိုမှညိုကြောလေးပဲဖြစ်ပါတယ်။ထိတဲ့တရုတ်ဆောင်နေဖြစ်တဲ့မိဘနှစ်ပါးကိုပိုင်ဆိုင်ထားတဲ့အတွက်အသွေးမွေးကတော့တကယ့်ကိုမှနုပညာဆန်တဲ့အလားပဲဖြစ်ပါတယ်။အားလုံးကနောက်တစ်ချိန်မှာသူမကိုနုပညာလောကထဲမှာမြင်ကျင်နေကြတယ်လို့လည်းပြောဆိုနေကြတာပဲဖြစ်ပါတယ်။ငလင်သေးတွေကိုတောင်မှဖုံးသွားတဲ့အထိသူမရဲ့လှကိုချီမွန်ကန်ဖွင့်နေကြတဲ့မင်းသမီးအိန္ဒြာကျော်စင်နဲ့ပြည်တီဦးတို့ရဲ့သမီးချော်လေးပြည်သူတာနဲ့ပတ်သက်ပြီးပရိသတ်ကြီးတို့ရဲ့အမြင်လေးကိုလည်းကိုမမရှိခဲ့ပေးပါအောင်ရှင်။အပိနာဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလည်းပရိသတ်ကြိုက်မဲ့ဆယ်နီတွေနုပညာရှင်တွေရဲ့အကြောင်းတွေနဲ့တူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေးလေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့တောင်းမိကြပါနဲ့ဦးရှင်။အပိနာဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းလည်းတဘာဝဘေးအန္တရာယ်ကြီးမှကင်းလို့ပြီးတော့ကိုယ်စိတ်နှလုံးရှင်လန်းချမ်းမြေ့ပါစေကြောင်းဆုတောင်းမေတ္တာစကားလေးလက်ဆောင်ပါလိုက်ပြစီနော်။